ခွန်ရသားသမီးရဲ့ဆုံးဖြတ်ချက်တွေဒီကွန်မန့်တွေအားလုံးရဲ့ဆုံးဖြတ်ချက်တွေအားလုံးကိုကျွန်တော်ဆုံးဖြတ်မယ်အဲ့တော့ဒီမိသားစုရဲ့ဒီ7ပေ40ရှိတဲ့အိမ်ကိုကျွန်တော်ပြန်ဆောက်ပေးမယ်ကိုတွေနဲ့အဲ့နာပတ်ဝန်းကျင်တွေမျိုးသမီးတွေလည်းအများကြီးမေးတယ်အဲ့တုန်းကသိန်းရတော့ဘယ်လောက်ရထားပါတယ်ဆိုတော့ပြောတယ်ဒါပေမဲ့အဲ့ဒါက350လောက်တော့မပြည့်ပါဘူးအားလုံးမင်္ဂလာပါ Imoke Entertainment Channel ကြိုဆိုလိုက်ပါတယ်ဒီနေ့တစ်ဆက်ပြင် view ခဏလေးဖြစ်ပါတယ်ဒီ view ခဏလေးကတော့ငလျင်တန်းကြောက်ပေါ့နော်အိမ်ကြီးပြုတ်ကျပျက်စီးသွားတဲ့မိသားစုဝင်တွေကိုဒီတမိသားစုကိုအိမ်အစ်တစ်လုံးလိုက်ဆောက်ပေးတဲ့ဒီတရုတ်ဆောင်မိသားစုတော်အောင်ရဲ့ view ခဏလေးကျွန်တော်မျိုးပြတ်သက်တစ်ဆက်ပြတာဖြစ်ပါတယ်ကျွန်တော်မျိုးတဲ့တရုတ်ခေါ်နေလို့ပြန်လည်ဝင်မြတ်တစ်ဆက်ပြလေးချင်းဖြစ်တယ်ဒါဆိုရင်ကျွန်တော် view ခဏလေးဆက်လိုက်အောင်ဟိုကဒီဘက်တဲတွေကအခုနေလေဆိုရင်သူတို့ပူတော့အပြင်ဘက်တွေဟိုဘက်မှာလည်းအပြင်ဘက်တွေထွက်ထိုင်နေကြတယ်ဒါကသူတို့အပူရှောင်နေတဲ့နေရာလေးပေါ့ရတယ်ဟိုကျွန်တော်ကမနေ့ကလည်းကျွန်တော်တင်လိုက်ပြီးဗီဒီယိုလေးတင်လိုက်ပြီးတဲ့အခါမှာအားလုံးကတော့ပြန်ဆောက်ပေးပါဆိုတော့ comment တွေအများကြီးပဲတအားကိုများအကုန်လုံးကပြန်ဆောက်ပေးစီခြင်းတာဒါပေမဲ့ခတ်နေတာကလူတယောက်ကကျွန်တော်ကိုလာပြီးတော့အဲ့ comment မှာလာမှန်းတာမဟုတ်ဘူးသိလားကျွန်တော်ကို TikTok ရဲ့ဒီ CV မှာလာပြောတယ်အကိုတဲ့ကိုချိုးလွင်ဆိုတာကသူတငယ်ချင်းပါဆိုပြီးဒါပြောထားတာရှိတယ်ကိုချိုလင်းစီမှာတဲ့ရရှိထားတဲ့အလူငွေစုပေါင်းက300လောက်ရှိတယ်အဲ့ဒါကျွန်တော်အတိအကျလာပြောတယ်အဲ့တော့အဲ့လူကလည်းလာပြောတဲ့လူကလည်းအဲ့ဆိုရင်ဘယ်နေရာကနေဘယ်လောက်တိရခိုင်းဆိုတော့ကျွန်တော်တိတိကျကျပြောပေးပါလို့ပြောတော့ဘုဒ္ဓလည်းကျွန်တော်သူပေးတဲ့ဖုန်းနံပါတ်ကိုဆက်တော့လဲဆက်လို့မရဘူးသူကဆက်သွယ်ရင်တော့ရတယ်အဲ့တော့ကျွန်တော်ကအလုပ်လုပ်ရတာမဖြောင်းဘူး哦，也是用啊，那个亚麻嘛，没有来的。哦，是用啊，5对头的。သူကတော့နာမည်မပြောပါနဲ့တဲ့နာမည်မပြောပါနဲ့တဲ့ဒါပေမဲ့အကိုနဲ့ကတော့တည်တယ်တဲ့အဲ့တော့အဲ့လူက300ရထားရဲဆိုကျွန်တော်ကမှားသွားမှာဆိုတာကကျွန်တော်ကတော့စောက်ပြီးမှာဒါပေမဲ့သူပြောတာကသူကခုနပြောသလိုဟိုခဏသားမိရဲ့ဆုံးဖြတ်ချက်ကိုကျွန်တော်ဆုံးဖြတ်တယ်ခဏသားမိအကုန်လုံးကလည်းစောက်ပေးစီခြင်းဒါပေမဲ့အဲ့လူကအဲ့လိုမျိုးမလိုအပ်တဲ့နေရာမှာစောက်ပေးပြမှာဆိုလို့ဆိုပြီးကျွန်တော်လာတားတယ်တက်ခိုက်တာကျွန်တော်တို့အဲ့လိုမရှိဘူးဗျာမသိဘူးအဲ့လိုခုလို့ဖြစ်မှာတငယ်ရင်းနေပါလေအဲ့လိုမရှိဘူးအခုမှ200မရှိရလေတေးကြရမှာမရှိတာများများသားရတာတော့အဲ့ဒီမခန့်တဲ့ငွေက20ဆေးရုံကဆင်းတော့အဲ့ဆေးရုံကတော့ထောက်ပံ့ခြင်းကြီး5သိန်းပေးလိုက်အဲ့5သိန်းနဲ့အားလုံးပေါင်းမှမရဲ့350လောက်ပဲရှိပါကျွန်တော်ပြောအဲ့ဒါလည်းမတို့3စားနေရတယ်ကုန်ပြီကျွန်တော်ပြောတာအခုကကျွန်တော်ကိုလာပြီးတော့ကျွန်တော်ပြောကွန်မန့်မှာလာရင်ဘောင်းဝင်တယ်ဟိုကကွန်မန့်မှာမရေးဘဲနဲ့ CV မှာလာပြောပြီးတော့ဖုန်းဆက်လို့လည်းမရတိကျကျမေးတော့လေတင်းနေရဘေနာကမတို့မိသားစုရထားရဲဆိုတော့ကျွန်တော်တိကျကျပြောဆိုလည်းမပြောနိုင်ဘူးအဲ့တော့ကျွန်တော်ကသူကိုယ်တိုင်တော်မှဥမလင်းပွင့်လင်းမြင်သာမှုနဲ့ကျွန်တော်လာမပြောပေးနိုင်ဘူးဆိုရင်ခုချိန်ကြီးလည်းကျွန်တော်စောင့်နေမတို့စီမလာခင်တိလည်းစောင့်နေတိလည်းလာမပြောပေးဘူးဆိုရင်ကျွန်တော်အဲ့အောင်စိတ်ဝင်စားတော့အဲ့တော့ကျွန်တော်ပြောမယ်ကျွန်တော်မေးတဲ့လောက်လည်းမေးပြီးသွားပြီနော်ဘိုးဒီဘက်ကျွန်တော်မေးတဲ့လောက်လည်းမေးပြီးသွားပြီခုနကကျွန်တော်ဟိုမနေ့ကခုနှစ်သားသမီးတွေရဲ့ဆုံးဖြတ်ချက်ဟိုပေးကြတယ်ပြန်ဆောက်ပေးပါအားလုံးအရောက်ပေါင်းများစွာရှိတယ်အဲ့ဒီထဲကနေမှတယောက်ကတော့ကျွန်တော်ကိုလာပြောတယ်ဘာပြောလဲဆိုတော့အကိုမင်းနေကြတိုင်းနဲ့ဒီသူတို့မှရရှိထားတဲ့အထုံးငွေဘယ်လောက်ရှိလဲဆိုတော့အကိုမမေးဘူးလားဆိုတော့ကျွန်တော်မေးပါတယ်မနေ့ကဒီအကိုတွေနဲ့အဲ့နာပတ်ဝန်းကျင်တွေမျိုးသမီးတွေလည်းအများကြီးမေးတယ်အဲ့တုန်းကသိန်းရတော့ဘယ်လောက်ရထားပါတယ်ဆိုတော့ပြောတယ်ဒါပေမဲ့အဲ့ဒါက350လောက်တော့မပြည့်ပါဘူးအဲ့တော့အခုဒါတိတိကျကျအဲ့ကိုလည်းမြင်အောင်လို့ပြန်မေးပေးတာပါအဲ့ကိုလည်းကျွန်တော်ပြောပါတယ်အကိုသူကတော့300ရထားတယ်တဲ့ဒီမိသားစုကအဲ့တော့အဲ့300ရထားတယ်ဆိုတော့ကိုတိတိကျကျသူ့ကိုဘေနာကနေရထားရဆိုတော့သူတိသလားလို့မေးတဲ့ခါမှာလဲသူကစုံစမ်းပေးပါမယ်ပြောပြီးတော့ဒီနေ့ကြီးချင်းကြီးကျွန်တော်စောင့်ပါတယ်သူမပြောနိုင်ပါဘူးနောက်တစ်ခုက तू ကကွန်မန့်မှာလည်းဝင်ပြီးတိတိကျကျဝင်ပြောတာမဟုတ်ဘူးသူများတွေမြင်တာအောင်လည်းပြေးရေးတာမဟုတ်ဘူးကျွန်တော် CV မှာလာပြောတယ်အဲ့ CV မှာလာပြောတဲ့ကိစ္စကလည်းကျွန်တော်လည်းတေချာဖြည့်ရှင်းပြီးဘောင်းမဝင်ဘူးပေါ့နော်ဘာလို့အဲ့ဟာကကျွန်တော်တိတိကျကျမေးတယ်တကယ်ရမရဆိုမရထားဘူးဆိုတာလည်းတေချာနေပြီးဖြစ်တဲ့အတွက်
ကျွန်တော်ကတော့ခွန်ရသားသမီးရဲ့ဆုံးဖြတ်ချက်တွေဒီကွန်မန့်တွေအားလုံးရဲ့ဆုံးဖြတ်ချက်တွေအားလုံးကိုကျွန်တော်ဆုံးဖြတ်မယ်အဲ့တော့ဒီမိသားစုရဲ့ဒီ7ပေ40ရှိတဲ့အိမ်ကိုကျွန်တော်ပြန်ဆောက်ပေးမယ်ဟုတ်တယ်မလားပြန်ဆောက်ပေးအဲ့လိုပြန်ဆောက်ပေးရတယ်ဆိုတာကလေဒီအကူကကျွန်တော်ကိုဖုံးဆက်သွယ်ပြီးတော့ဒီမိသားစုကဒီဝင်းထဲမှာဒီအိမ်လေးရှိနေတယ်စောက်ပေးပါလိုအပ်နေတယ်ဆိုလို့ကျွန်တော်ကိုယ်တိုင်တေချာလေ့လာပြီးမှစဉ်းစားပြီးမှရိုက်ပြီးမှအဲ့ဗီဒီယိုကိုကျွန်တော်ခုနှစ်သားသမီးရဲ့ဆုံးဖြတ်ချက်တိုင်းစောက်ပေးတာဖြစ်တဲ့အတွက်ခုနှစ်သားသမီးလည်းကျွန်တော်ကိုဒီဆုံးဖြတ်ချက်ကိုကျင့်နေလိမ့်မယ်လို့ကျွန်တော်မြင်တယ်အဲ့တော့အမတို့အခုနေနေတဲ့အိမ်ကိုကျွန်တော်ပြန်စောက်ပေးနော်အခုကျွန်တော်အခုလိုမျိုးကိုကြီးတို့2ယောက်စလုံးကနေပြီးတော့ဒီအိမ်လေးကိုပြန်ဆောက်ပေးခွင့်ပြုတဲ့အတွက်ကျွန်တော်ကလည်းကျေးဇူးတင်တယ်ခုနှစ်ရက်သားသမီးစာကျွန်တော်ကိုပြန်ဆောက်ပေးခွင့်ပြုတဲ့အတွက်နော်သမီးလေးရောရမ်းတော်တာသူစားသမီးကတော်တယ်ဟုတ်လားရက်ထဲမှာမျိုးစီတယ်ဒီမှာငါနေကြတယ်ငါနဲ့လည်းခုနည်းနည်းလေးရေရောက်လာတယ်သူကအဲ့လိုရှင်မိုင်းကြတဲ့ကြီးရပါတော့အိမ်ကအဆင်ပြေလို့ကြာတော့အင်းလည်းမတန့်ဘူးလားသူကတော့အားနေတာပေါ့ဒါပေမဲ့ဒီကတော့မပြီးပါဘူးအဲ့ဒီရေရောက်လာတော့ကိုယ်ကတော့ဝိတော်ဝိကျင်လာတော့အမှန်ကြီးအောင်လုပ်တာတော့သူကစိတ်တိုင်းမကြတာလေးရှိတာအေးပေါ်အေးပေါ်ကိုကမြင်ရစိတ်မကောင်းဘူးအခုသမီးလေးကမရှိတော့ဘူးဆိုပေမဲ့ဒီအခုအိမ်လေးနဲ့ကောင်းကောင်းလေးပြန်နေရတော့မယ်ဆိုတော့သမီးလေးကလည်းစိတ်ချမ်းသာနေပါပါနော်သူလည်းပျော်နေမှာပါနော်သူထားချင်တာအဲ့လိုမျိုးအိမ်ကောင်းကောင်းလေးနဲ့ထားချင်တာလေနော်အခု तू ကလည်းအဲ့လိုမျိုးဒီအိမ်လေးတွေနဲ့ကောင်းကောင်းလေးနဲ့တော့နေစေချင်မှာမလားဟာအဲ့တော့သူရှိရောကသူ့ကိုဘာမှမဖြစ်စည်းဘူးနဲ့စိတ်တွေကောင်းနေတယ်ဒီကဆိုအေးပေါ့ तू ကဒါကတော့ဟို तू ကကံမကောင်းတာဗျာဟုတ်တယ်မလားကျွန်တော်ပြောတာ तू ကံမကောင်းလို့ဒီမိသားစုထဲမှာ तू ပါသွားတယ်ဘာလို့ဆိုဖြစ်ခဲ့ပြီးပြီနော်ကျွန်တော်တို့လည်းပြန်ပြင်လို့မရဘူးကျွန်တော်လည်းအဲ့ချိန်တုန်းကလည်းကျွန်တော်လည်းရှိမနေခဲ့ဘူးဒါပေမဲ့ကျွန်တော်ရှိနေတဲ့အချိန်မှာအခုကျွန်တော်လုပ်ပြီနော်ရရဘာမှမဖြစ်ဘူးကျွန်တော်လုပ်ပြီးတယ်ဆိုတော့လေကျွန်တော်ခုနှစ်သားသမီးကနေလုပ်ပြီးတယ်ဟာအဲ့တော့အမစိတ်ချမ်းသာကျွန်တော်အိမ်ဆောက်ပေးုံနဲ့မကဘူးအမတို့တခုခုစဉ်းစားပေးအောင်နော်တခုခုကိုစဉ်းစားပေးအောင်နော်အမသမီးကဟိုစိတ်မဟိုဘယ်လိုမလဲစိတ်ချရလောက်တဲ့အထိကျွန်တော်လုပ်ပေးမယ်မလုပ်ပြီးတော့မိသားစုနော်စီစဉ်ပေးမယ်ကျွန်တော်နိုင်နဲ့ဝင်ရတယ်အဲ့တော့မတို့အနေနဲ့ကျွန်တော်လုပ်ပေးတာမဟုတ်ခုနှစ်သားသမီးကလုပ်ပေးတာဖြစ်တဲ့အတွက်ခုနှစ်သားသမီးကိုကျေးဇူးတင်ကြောင်းလို့ပြောတာလုပ်ပေးမယ်နော်ရတယ်ပြောတတ်တယ်လို့ရောဆိုခုနှစ်ရက်သားသမီးအားလုံးကနေပြီးတော့ဝိုင်းဝန်းပြီးတော့မတို့စောက်ပြီးပါလို့ပြောလို့ကျွန်တော်စောက်ပေးတာတိုင်းမသိနေတာပါဘူးဒီကတော့ကိုလည်းဘာမှမလုပ်ဘူးနိုင်ဘူးကိုစားပြီးလို့လည်းကျေးဇူးတင်ပါတယ်ရပါတယ်မင်းသားကလည်းအကုန်လုံးတကယ်ကျေးဇူးတင်ပါတယ်โอเคပြီလို့မှအမေတို့ကျွန်တော်ပြရင်ပြပါပဲတီယူဖန်လေးရတာဒီမိသားစုဝင်ကတော့ဒီသူသမီးလေးကတော့ဒီအလင်းတန်းကြောင်းပေါ့နော်ဒီဘိုးကတော့မရှိတော့ဘူးပေါ့နော်သူတို့အိမ်ကတော့ပြူသွားတယ်ပေါ့နော်ဒီခုကတော့ဒီတရုတ်ဆောင်မိသားသူတို့အောင်နဲ့ဒီခုနှစ်သားသမီးတွေကပေါင်းပြီးတော့ဒီအန်ဒီကြီးကိုအိမ်ဆောက်ပေးမယ်ဆိုပြီးတော့ဒင်းကောင်းလာပြောတယ်ဘီဖန်လေးပေါ့နော်ဒီဖန်လေးကျွန်တော်မျိုးပြတ်သက်တစ်ဆက်ပြီးတော့ဖြစ်ပါတယ်ဒီအင်တာနက်လူရှိမရှိလို့ရှိရင်မိသားသူတို့အောင်တော့ရောက်ဆက်တွေ့ပြီးတော့လူတန်းနိုင်ပါလေကျွန်တော်ကနေအကြံပေးတက်သွင်းကြည့်ပါတယ်ဒီဖန်လေးပြတ်သက်ပြီးတော့မျိုးရဲ့ထင်မြင်ချက်တွေကိုကျွန်တော် comment မှာ message ပေးကြရကျွန်တော် channel နဲ့ဘူးထွက်ရတဲ့အကြောင်းနဲ့သတင်းတွေကိုမြန်တက်ဆက်ပြအောင်ကျွန်တော် channel like ဆို comment like ဆိုကနေဘေးနာ notification လေးပါနေခဲ့ပြီးတော့ဆက်ကြည့်ပါတယ်ကျွန်တော် channel အပေးကြည့်ရှုသူတရားရှင်ကျေးဇူးများတင်ပါတယ်နောက်ထပ်ပြန်ပြန်ဆန်းရမယ်တရာ